ဒါလေးကတော့ကျွန်တော်ရဲ့တင်းနှန်းသားတစ်လေးပေါ့နော်ကြောက်တဲ့နေ့မှာပဲကျွန်တော်ကိုကိုက်မယ်ဆွဲမယ်ဖျဲမယ်ဆိုတဲ့ဖျဲတဲ့ကလေးပေါ့နော်နာမည်ကတော့သူ့ရဲ့နာမည်လေးကတော့ Blacky ပါသူကတော့မျိုးရိုးကတော့မြင့်နေဗျဒီကျွန်တော်တို့တကယ် fighter ကြီး Phantom ရဲ့မီးလို့ပြောတယ်ဗျနော်သူ့ pedigree မှာလည်းအဲ့ကလေးရဲ့မီးလို့တွေ့ရတယ်အဲ့တော့တကယ် fighter ဇိုးမျိုးနယ်ပေါ့နော်အဲ့တော့ကျွန်တော်ရောက်တဲ့နေ့မှာပဲစပြီးခုန်ခိုက်တယ်ပေါ့နော်အခုကျွန်တော်စီရောက်တာဒီနေ့နဲ့ဆိုရင်2ရက်ရှိပြီပေါ့2ရက်မြောက်မှာသူ့ရဲ့ပြောင်းလဲလာမှုလေးတွေကျွန်တော်ရဲ့2ရက်မြောက်မှာသူနဲ့ကျွန်တော်နဲ့ relationship ပေါ့နော်ကင်တွယ်လို့ရလာတဲ့ပုံလေးတွေကျွန်တော်ဒါပြပေးသွားပါဗျာနော်နောက်လဲဒီကလေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားရဆိုရင်ပြောင်းလဲမှုလေးတွေကို update ကျွန်တော်တင်ပေးသွားပါမယ်ဗျာနော်ဒီမှာအဲ့မှာဆိုအခုကျွန်တော်ခုန်ကြိုက်တာသူဒါကင်မရာရိုက်တဲ့လူကလန့်ပြီးတော့ကင်မရာရိုက်နေတယ်လည်းနဲ့ရိုက်တဲ့လူကလန့်ပြီးတော့ဖုန်းကိုကွယ်သွားလို့ကျွန်တော်မမြင်လိုက်ရက်ကြိုက်တာပေါ့နော်ဒါအခုဒီကလေးကိုကျွန်တော်စတင်ပြီးခေါ်နေတဲ့အချိန်ပေါ့နော်အတင်းယုံဆွဲပြီးတော့မမောခံပြီးတော့သူဖျဲရပေါ့ကျိုးတာအဲ့အချိန်မချီထားလို့ကတော့မတွေးရစရာပဲဒါပေမဲ့အခုတော့တရက်ရောက်တဲ့နေ့မှာပဲကျွန်တော်နဲ့သူနဲ့နားလည်မှုလေးတဖြည်းဖြည်းရလာပြီပေါ့နော်အခုဒါလေးကတော့ကျွန်တော်2ရက်မြောက်တဲ့နေ့မှာပဲပေါ့နော်သူ့ရဲ့ပြောင်းလဲလာပုံလေးပေါ့သူ့ကျွန်တော်လောင်ရင်စသရောက်တဲ့နေ့ကတော့လောင်ရင်နဲ့တော့ကတ်လို့မရဘူးပေါ့နော်အခုကတော့ကျွန်တော်လောင်နေရတဲ့သူ့ကိုကျွန်တော်ကျိုးချီပြီးကင်တွယ်လို့ရလာတယ်ကျိုးချီပြီးကျွန်တော်အပြင်ခေါ်ထုတ်လာရပေါ့နော်ကျွန်တော်နဲ့ဂျားရဲ့ရင်းနှီးမှုလေးတခုတော့စတင်ဖြစ်ပေါ်လာတယ်ဖန်တိုးရဲ့မီးလို့ပြောတယ်ဖန်တိုးရဲ့မီးဆိုတော့ခိုက်တာပေါ့သူဒါသူနဲ့ကျွန်တော်နဲ့ဒီပုံမှာတရက်ရှိသွားပြီတရက်တိုင်းတာမှာသူ့ကျွန်တော်ခိုင်းလို့တော့မရသေးဘူးကျွန်တော်ဆိုတော့ရင်းနှီးမှုစယူနေတာโอเคလာကြည့်ဒါလေးကတော့သူ့ကိုကျွန်တော်ခေါင်းလေးတွေပါပုတ်တက်ပေးလို့ရတဲ့အစအနေထားဖြစ်လာပြီပေါ့နော်ဒါစုစုပေါင်း2ရက်2ရက်ပဲရှိသေးပေါ့နော်ဟုတ်ကဲ့ပါ Lucky လေးရဲ့ပြောင်းလဲမှုတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ account လေးမှာစောင့်ကြည့်နိုင်ပါတယ်ဗျနော်အားလုံးကျေးဇူးတင်ပါတယ်